ဒီနေ့မှာတော့ Would You Marry Me ဆိုတဲ့ drama လေးကို recap လုပ်ပေးမှာဖြစ်ပါတယ်။အပိုင်း9ကင်ဝီဂျူကမယ်ရီကိုသဘောကျနေကြောင်းကိုဝန်ခံခဲ့ပါတယ်။ပြီးတော့မယ်ရီကအလုပ်ကိစ္စရေးကြည့်လို့ရုံးကိုပြန်ရချိန်မှာတော့ကင်ဝီဂျူကလူနာဆောင်အနေနဲ့ကြံခဲ့ပါတယ်။မြောင်စော်ရန်ဥက္ကဋ္ဌကြီးဟာမန်နေဂျာကိုဇနီးလာပေးတဲ့စာရွက်စာတမ်းတွေကိုကြည့်ပြီးသူ့ရဲ့ကိုရေးအရာရှိတယောက်ကိုတိတ်တဆိတ်စုံစမ်းခိုင်းလိုက်ပါတယ်။ဒါကိုသူ့သမက်ကမြင်သွားပါတယ်။နောက်ပြီး US အခြေစိုက်ဟိုတယ်တစ်ခုကိုသူတို့ထုတ်ကုန်တွေပို့ဖို့မန်နေဂျာတယောက်နဲ့အစည်းအဝေးလုပ်ပါတယ်။ထိုမန်နေဂျာကလည်းသူ့သမက်ရဲ့တပည့်ဖြစ်နေပါတယ်။ဥက္ကဋ္ဌကြီးရဲ့ကိုရေးအရာရှိကတခြားလူတယောက်စီကိုထပ်စုံစမ်းပေးမဲ့လဲထိုသူကဥက္ကဋ္ဌကြီးသမက်ရဲ့လူပဲဖြစ်နေပြန်ပါတယ်။မယ်ရီရီဇာဟောင်းရဲ့အမေနဲ့အမရောက်လာချိန်မှာတော့ကင်ဝီဂျူကဆေးရုံကနေပြန်ထွက်လာခဲ့ပါတယ်။မယ်ရီရီဇာဟောင်းရဲ့အမေကဖုန်းဆက်ခေါ်ပေးမဲ့လဲမယ်ရီကထပ်မတွေ့ခဲ့ပါဘူး။ကင်ဝီဂျူကမယ်ရီကိုဖုန်းခေါ်ပြီးသူဝယ်ထားတဲ့ကားအသစ်နဲ့အိမ်ပြန်ပို့ပေးခဲ့ပါတယ်။နောက်ပြီးဒီကားကိုပထမဆုံးစီးခွင့်ရတာမယ်ရီဖြစ်တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့မယ်ရီအတွက်ပန်းစီတစ်ခုကိုပေးလို့မယ်ရီလည်းစိတ်ကျေနပ်ခဲ့ပါတယ်။အိမ်ပြန်ရောက်ချိန်မှာတော့မယ်ရီကိုပြစရာရှိလို့ဆိုပြီးသူငယ်ငယ်ကရေးထားတဲ့မှတ်တမ်းစာအုပ်တွေကိုပြပါတယ်။အဲစာအုပ်ထဲမှာသူ့ရဲ့နေ့စဉ်ဘဝအကြောင်းတွေနဲ့ဝင်ငွေထောက်ငွေစာရင်းတွေကိုပါရေးထားပါတယ်။မယ်ရီကစာအုပ်တွေကိုဖတ်ရင်စာအုပ်ထဲမှာမီဆိုဆိုတဲ့ကောင်မလေးနာမည်ကိုခဏခဏသတိထားပြီးတော့ကင်ဝီဂျူကိုမေးပါတယ်။ကင်ဝီဂျူကမဖြေချင်တာနဲ့ပဲစာအုပ်ကိုလူချရင်နှစ်ယောက်သားမျက်နှာချင်းနှီးသွားချိန်မှာတော့နမ်းမလို့ဖြစ်ခဲ့ကြပေမဲ့ဘိုက်စာလို့နှစ်ယောက်သားတော့ပူကြီးစားကြပါတယ်။အညာကမိုးတွေရွာတော့ကင်ဝီဂျူကအိမ်မပြန်မဲ့မယ်ရီအိမ်မှာပဲအိတ်သွားပါတယ်။တခါကပန်းချံမှာပြင်းရင်မူးလဲသွားတဲ့အန်တီကြီးကကူညီပေးခဲ့တဲ့ဂျင်ငယောင်းနဲ့ဒါရိုက်တာဆန်ဟွန်းတို့ကိုအတူတူညစာစားဖို့စီစဉ်ခဲ့ပြီးအခြားအရေးကြီးအလုပ်ကိစ္စတစ်ခုပေါ်လာလို့အန်တီကြီးကမလာနိုင်တဲ့အခါသူတို့နှစ်ယောက်ပဲညစာအတူစားခဲ့ကြပါတယ်။တယောက်ကြောင့်တယောက်ပြောကြရင်အရက်တွေတောက်ကြပြီးဂျင်ငယောင်းကအတော်လေးမူးနေပါတယ်။ဆန်ဟွန်းကဝန်းလုံနေတဲ့ဂျင်ငယောင်းကိုလိုက်ထိန်နေရပါတယ်။ဂျင်ငယောင်းအတွက်ကားဒရိုင်ဘာကိုခေါ်ထားပေမဲ့လည်းမရခဲ့ပါဘူး။အဘူးလုံနေတဲ့ဂျင်ငယောင်းကဆန်ဟွန်းရဲ့ကားဘောက်ကိုတက်ပြီးအိမ်နေပါတယ်။ဆန်ဟွန်းလည်းဘာလို့မှမသိပဲသူ့အိမ်ကိုပြန်ခေါ်ခဲ့ပါတယ်။မိုးလင်းတော့ဂျင်ငယောင်းနိုးလာပြီးညကဖြစ်ခဲ့တဲ့အခြေအနေတွေကိုပြန်စဉ်းစားမိပြီးတော်တော်လေးရှက်မိနေခဲ့ပါတယ်။အင်ကြီးတွေကလည်းညကအန်နာတာနဲ့ညစ်ပတ်နေလို့ဆန်ဟွန်းကအဝတ်လျှော်ဆိုင်ကိုပို့ထားပါတယ်။ဂျင်ငယောင်းကဆန်ဟွန်းရဲ့အင်ကြီးတွေကိုဝတ်ထားပြီးနိုးလာပါတယ်။ဂျင်ငယောင်းပြန်စဉ်းစားကြည့်တော့ညကသူမူးလွန်ပြီးအိမ်သာတဲ့အန်နာတွေဆန်ဟွန်းကသူ့ကိုလိုက်ထိန်နေရတာတွေကိုသတိရပြီးမျက်နှာမပြရဲဖြစ်နေပါတယ်။ဆန်ဟွန်းကအဝတ်စားအပိုးတစ်စုံနဲ့မနက်စာအမှုပြေဆန်ပြုတ်ကိုလည်းဂျင်ငယောင်းအတွက်ထားပေးခဲ့ပြီးအလုပ်ကိုထွက်လာခဲ့ပါတယ်။ဒါနဲ့ဂျင်ငယောင်းကအင်ကြီးလဲပြီးထွက်လာခဲ့ပါတယ်။မွန်လင်းတော့မယ်ရီနဲ့ကင်ဝီဂျူတို့ကအတူလမ်းလျှောက်ထွက်လာကြပြီးမယ်ရီကြိုက်တဲ့ကန်ဒိုကစားသမားတစ်ယောက်နဲ့တွေ့ပြီးမယ်ရီကလက်မှတ်ထိုးခိုင်းချင်တာစာရွက်မပါတာနဲ့ပဲအင်ဂျီပေါ်မှာထိုးဖို့ပြောပါတယ်။ဒါပေမဲ့ကင်ဝီဂျူကမယ်ရီအင်ဂျီမှာမထိုးခိုင်းပဲသူ့အင်ဂျီမှာထိုးခိုင်းလိုက်ပါတယ်။မယ်ရီနဲ့ကင်ဝီဂျူတို့လမ်းဆက်လျှောက်လာတော့အိမ်ယာဝင်းတဲ့တနေရာမှာဂျင်ကယောင်းနဲ့တွေ့ပါတယ်။ဂျင်ကယောင်းကနေအောင်အတူကပယ်ဝစ်စုံဝတ်ထားတဲ့သူတို့အတွက်ကိုမြင်ပြီးရင်းမိသွားပါတယ်။တနေရာမှာကင်ဝီဂျူကဂျင်ကယောင်းကိုအားလုံးရှင်းပြလိုက်ပါတယ်။ဂျင်ကယောင်းကလည်းအဖွားသိရင်ပိုဆိုးကုန်မယ်ဆိုပြီးပြောပါတယ်။နောက်ပြီးဟန်ဆောင်လက်ထပ်ပြီးအိမ်မဲပေါက်တာကိုလက်ခံတာကလိန်လည်မှုတစ်ခုဖြစ်သလိုကြံရပါဖြစ်နိုင်တယ်ဆိုပြီးတော့ကင်ဝီဂျူကိုသတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာအလုပ်ကိစ္စတွေပြီးလို့မယ်ရီဟာသူ့ဖေနှစ်ပတ်လည်အတွက်နေပြန်ဆင်းကနေမှဂျင်ကယောင်းကဖုန်းခေါ်ပြီးနှစ်ယောက်တွေ့ခဲ့ကြပါတယ်။ဂျင်ကယောင်းနဲ့တွေ့လိုက်မှာကင်ဝီဂျူဟာမြောင်စော်နာဥက္ကဋ္ဌရဲ့အမေဖြစ်တယ်လို့အမွေဆက်ခံသူလည်းဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်ထပ်သိလိုက်ရတာကကင်ဝီဂျူဟာငယ်ငယ်ကမယ်ရီရုပ်ပေးထားတဲ့ကောင်လေးဖြစ်တယ်လို့ကားမတော်တဆမှုတစ်ခုမှာမယ်ရီအဖေကကူညီထားတဲ့ကောင်လေးလည်းဖြစ်ပါတယ်။ဂျင်ကယောင်းကလည်းမယ်ရီကိုနောက်ဆုတ်ပေးဖို့ပြောပါတယ်။မယ်ရီလည်းစိတ်တွေရှုပ်ထွေးပြီးသူ့မေအိမ်ကိုပြန်လာခဲ့ပါတယ်။ကင်ဝီဂျူကဂျင်ကယောင်းနဲ့တွေ့တဲ့အချိန်မှာတော့ဂျင်ကယောင်းကမယ်ရီကိုအကုန်ပြောပြလိုက်ပြီးဖြစ်ချောင်းကိုပြောပါတယ်။ထိုအချိန်မှာကင်ဝီဂျူကချက်ချင်းဆိုသလိုပဲမယ်ရီနောက်ကိုပြန်လိုက်ခဲ့ပါတယ်။အိမ်ပြန်ရောက်နေတဲ့မယ်ရီဟာခွေးလေးကိုခေါ်ပြီးလမ်းလျှောက်ထွက်နေချိန်မှာသူ့နောက်ကိုလိုက်လာတဲ့ကင်ဝီဂျူနဲ့တွေ့ပါတယ်။ကင်ဝီဂျူနဲ့တနေရာမှာသူတို့နှစ်ယောက်စကားပြောနေကြရင်မယ်ရီကသိချင်တာတွေကိုအကုန်မေးပါတယ်။ပြီးတော့သူ့ကိုအာနာနာနဲ့ဆက်မကူညီဖို့ကိုလည်းပြောပါတယ်။အဲ့ဒီမှာကင်ဝီဂျူကအာနာလို့ကူညီနေတာမဟုတ်ပဲမယ်ရီကိုသဘောကျလို့ကူညီနေတာဖြစ်ကြောင်းကိုပြောပြီးနှစ်ယောက်သားအနမ်းပေးလိုက်ကြပါတယ်။ဒါကတော့အပိုင်း9ပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။